Okay, Jesu din kuno nyo to yara, di ba? Sa basta mo sa la wan, di chara wan solo chin loro yung chita, no? Solo chin, le chin, chin no yaro ni yata kama, solo da kong na ayabe. Di nya lo elo le bom ha we me a chong ayaro lo, koi lon du mya atwa su dong be chin so te ti tet, ayen osum kong sen le bom, kong sen le ne patat pero anenge le, ha we chin na bo. ကွယ်လွန်တော်သူများဤဝိညာဉ်များဆိုရင်တော့ပို့ဖန်တာပေါ့နံပါတ်1เนาะပလိုင်းကြီးတတိုင်းပြုံးတိုင်းကြီးတည်တဲ့လူတကာကိုဟောလို့မျိုးဟောမယုံကြည်သူဟောတကယ်နတ်စားရအကုန်လုံးပြုံးတိုင်းအဲ့ဒါမဟုတ်ရပါအဲ့ဒီကောင်းစင်လေးရဲ့မတူညီတဲ့အရာလေးပေါ့เนาะဒါအဲ့ဒီကောင်းစင်လေးမှာကိုကကျွန်တော်တို့ကတို့များများကွယ်လွန်သူများအတွက်ဆိုပြီးဒီတိုင်းအလွယ်တော့ပြောတာပေါ့ဒါပေမဲ့ဒီလိုလေးဘုံမှာနိနိဆဆလေးပြောမယ်ဆိုတော့ ကွယ်လွန်တော်သူများဤဝိညာဉ်များအတွက်ဆိုပြီးတော့ပြောတာပိုကောင်းတယ်တိထက်ပိုကောင်းတာတော့ကွယ်လွန်တော်ခရိယာများဤဝိညာဉ်များအတွက်ဆိုပိုပြီးမှတောင်းကောင်းလာတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဆုတောင်းပေးတဲ့အရာကကွယ်လွန်တော်သခင်ယေရှုကိုယုံကြည်တဲ့ဝန်တဲ့လူတွေအတွက်သူတို့ရဲ့ဝိညာဉ်အတွက်ဆုတောင်းပေးတာဆိုတော့အဲ့ဒါတခုအဲ့ဒါထက်ပိုပြီးမှပိုကောင်းတဲ့အတုံးဟုံးနဲ့ဆိုရင်ဘယ်လိုပြောရင်ကောင်းမလဲဆိုရင်ကွယ်လွန်တော်ခရိယာများဤဝိညာဉ်များအတွက် ဖခင်ခင်စီအတနာခံပေးခြင်းဆိုရင်တော့အပြည့်စုံဆုံးပေါ့ဆိုတော့အဝိညာဉ်များအတွက်အတနာခံပေးခြင်းဆိုတဲ့ဟာကအဲ့ဒါပေါ့အပြည့်စုံဆုံးပေါ့နော်အတနာခံပေးတယ်ဆိုတော့လေအတူချုံနဲ့ဆူတောင်းပေးတယ်ပေါ့ဒါပေမဲ့အနှစ်သာရအစစ်ကတော့ဖခင်ရဲ့ mercy တနာခြင်းကိုအတနာခံပေးခြင်းဆိုတဲ့ဟာလေးကိုဒီအရောက်ရှိတာလေကျွန်တော်တို့ညီကိုအရောက်စီတိုင်းကိုညှဝေတာပေါ့ဆိုတော့အဲ့ဒီကောင်းစင်မာနဲ့တောင်မှကျွန်တော်တို့ကအများကြီးဟိုဘယ်လိုပြောမလဲ နားရမှုလည်းအများကြီးလွှဲတာပေါ့ဆိုတော့အဲကြောင့်ယုံကြည်တော်သူများသူတို့ယုံကြည်တော်ခရိယာများ၏ဝိညာဉ်များအတွက်ဆုတောင်းပေးခြင်းဆိုတဲ့ဟာကဖြစ်တယ်သူတို့ကတော့အတနာခံပေးခြင်းဖြစ်တယ်ဆိုတော့ဒီနေရာမှာတချို့တွေကဘယ်သူ့ကိုတောင်းပြီးမှဆုတောင်းတယ်လဲအတနာခံတယ်လဲဆိုရင်ဒါဖယားတဲ့ခင်စီမှာပါပဲဆိုတော့ခါတလေလူတို့များများထင်တာကျွန်တော်တို့လူတွေရဲ့ဝိညာဉ်များနဲ့တေလွန်တော်သူများရဲ့ဝိညာဉ်များနဲ့တောင်းလျှောက်စကားပြောနေတယ်လို့သူတို့နဲ့စကားတော်ပြောတယ်လို့မျိုးသူတို့ထင်တတ်တာပေါ့အဲ့ဒါလည်းနားလည်မှုလွဲတဲ့အရာပေါ့ဆိုတော့ဒီညကျွန်တော်ရဲ့ရည်ရွယ်ချက်ကို၌ကအဲ့လိုမျိုးနည်းနည်း misconception လို့ခေါ်လဲလွဲနားလည်မှုလွဲမှားတဲ့အရာလေးတွေကိုတရားတင်ငယ်ချင်းတွေကိုယ့်ရဲ့ညီကိုခရိယန်တွေနဲ့ကိုမျှဝေခြင်းပြီးတော့ break that တွေအားလုံးကတော့ပေါ့နော်ဆိုတော့ကောင်းစင်ကဓမ္မကျမ်းစာနေလာတယ်လားဆိုတော့ absolutely yes ပေါ့နော်ဒါဓမ္မကျမ်းစာနေလာတဲ့အရာဖြစ်တယ်ကျွန်တော်ဓမ္မကျမ်းစာနဲ့ကျွန်တော်တို့ကြည်လာတဲ့အချိန်ကျတစ်ခါကျွန်တော်တို့ခရိယန်တချို့ကဒီဘယ်လိုပြောမှဟိုဓမ္မကျမ်းစာထဲမှာဒီလိုလုံးစိတ်ပတ်စိတ်ဟိုဒီလိုဒီတိုင်းကိုယ်လွန်သူများဤဝိညာဉ်များတော့ဆူတောင်းပေးကြပါဆိုတဲ့ဟာမျိုးကျွန်တော်လုံးစိတ်ပတ်စိတ်ကိုလိုက်ရှာလေးကြည့်ရရှိတာပေါ့နော်ဆိုတော့ကျွန်တော်လည်းအခုနပြောတယ်လို့ဖာနာမာတင်နဲ့ပြောတယ်တော့တမန်ကျမ်းစာနေလာတယ်အေးအဲ့ဒါကိုလုံးစိပတ်စိလိုက်ဆန်တော့အဲ့ဒီစလုံးတိုင်းအတိုင်းတော့တွေးချင်မှလည်းတွေးကြမဲ့လူတချို့တော့ရှိနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဘာကြောင့်ရှိတယ်ဆိုတဲ့ဟာလည်းခဏနဲ့ကြမ်းချက်လေးတွေပြောပြမယ်ဆိုတော့ဒါလေးပေါ့အာကျွန်တော်တို့ရဲ့သူတို့ကတော့ဝိညာဉ်များတော့အတနာခံပေးခြင်းအရာနဲ့ပတ်သက်ပြီးတော့အခုနကျွန်တော်တို့ကျမ်းစာမှာဖတ်ခင်မှာတခါတည်းအခုနပြောတဲ့ကျမ်းစာဆိုတဲ့ဟာလူစိပါစိလိုက်ဆိုင်တော့ကျွန်တော်တို့မှာအားနဲ့ချက်တဲ့အများကြီးတခါတည်းရှိတာဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ New Testament တို့ Old Testament တို့တခင်ယေရှုကမောပေါ်ကနေပေးတာလည်းမဟုတ်တဲ့အခါကျတော့တခါကလေးကောင်းပင်ကနေချပေးတဲ့အခါလည်းမဟုတ်ဘူးပေါ့လေတခါဗာလဲဒီရောက်တမတိချန်စာထဲမှာ29ဆောင်ရှိရမယ်စသဖြင့်လည်းမရှိဘူးပေါ့တမဟောင်းချန်စာမှာအခုကြီးကိုခရိယန်တွေမှာတို့တို့လည်းခဏ39เนาะကျွန်တော်တို့ကက်သလစ်မှာ46အဲ့တော့အဆောင်ရည်တွေကလည်းမရှိဘူးပေါ့ဆိုတော့အဲကြောင့်ကျွန်တော်တို့မှာအခုရှိတဲ့ချန်စာထဲကနေကျွန်တော်တို့ကဆွဲထုတ်ပြီးတော့ဘာကိုရည်ညွှန်းတယ်လဲပဲချန်ချက်ကဒီဟာတော့ဖြစ်ပေါ်လာစေတယ်လဲဆိုတဲ့ဟာတစ်ခုပေါ့ဆိုတော့အဲ့ဒါလေးတွေလည်းကျွန်တော်တို့ဖာရမာတင်ကမျှဝေချင်တာပေါ့ဆိုတော့အဲကြောင့်တခင်ကျွန်တော်တို့ကျမ်းစာထဲမှာကျမ်းစာအုပ်ဆိုတဲ့ဟာတွေအစတောင်မှတခါတည်း scripture ဆိုတဲ့အတုံးနှုံးကိုကျမ်းစာဆိုပြီးမှယူတရံငါလိုအလွယ်တကူပါတာပြန်တာတော့နားလဲပါတယ်ဒါပေမဲ့တကယ်ဒီလိုမျိုးအခုကျွန်တော်တို့66ဆောင်တော့83ဆောင်တော့เนาะတကယ်တော့83ဆောင်ကနေ66ဆောင်ကိုတို့ကြီးကိုခရိယန်တွေထက်က3တာဆိုတော့ကျွန်တော်တို့မှာ
ကျမ်းစာနဲ့ပတ်သက်လာရင်တော့95ရာခိုင်နှုန်းလောက်ကတူပါတယ်เนาะအဲ့ဒါလေးတဲ့ဘ ഹു တုတအနေနဲ့တခါတလေအာစီခရီးယာန်တွေက83ဆောင်ဆိုတော့လုံးဝဒီက66ဆောင်နဲ့လုံးဝမဆိုင်တော့တယ်လို့မျိုးတခါလေကျွန်တော်တို့လည်းထင်တတ်တော့ဆိုတော့ပြောချင်တာကကျွန်တော်တို့66ဆောင်မှာနှစ်ဦးစလုံးမှာတော့တူပြီးတော့ခုနအခု900ခိုင်နှုန်းလောက်ပဲကွာခြားလာပေါ့နော်ခုနဥစ္စာပေါ့ဒါတခုဘ ഹു တုတဆိုတော့ခုနပြောသလိုပုဂ္ဂိုလ်သုံးပါးဖတ်ရတဲ့ဆိုတော့သူပုဂ္ဂိုလ်သုံးပါးပဲ Trinity God တော့ပါတော့ကျွန်တော်တို့ပထမကျမ်းစာထဲမှာလည်းလုံးစိတ်ပါစေရှာတော့မတွေ့ဘူးပေါ့ဒါပေမဲ့သူ့ရဲ့ concept လို့ခေါ်တဲ့ခမီးတော်ဒါတော့တန်ရှင်တော်ဝိညာဉ်တော်ဆိုတဲ့ဟာရတော့ကျွန်တော်တို့အများကြီးတွေ့ရတာပေါ့ဥမာအရှင်မာတဲ့အခန်းကြီး28အခန်းငယ်19 20တော့เนาะဒါတကယ်စုကိုတိုင်လဲအဲ့လိုမျိုးတုံးစေတာပေါ့ဆိုတော့ short to the point အဲ့လိုမျိုးကျွန်တော်တို့အခုနပြောတဲ့ဘယ်လိုချမ်းစာကိုယူပြီးမှဒီကိုလွန်တိုးသူများရဲ့ဝိညာဉ်များအတွက်ကျွန်တော်တို့ဆုတောင်းပေးတယ်ဆိုရကိုကျွန်တော်နံပါတ်1source အနေနဲ့ကျွန်တော်တို့အာ New Testament ကျွန်တော်ခရစ်ယာန်အားလုံးအသုံးပြုတဲ့ကျွန်တော်တို့ဒီမှာ Father စီမှာလည်းရှိတယ်ပေါ့နော်ဒါဆရာယူတဒံပါတာပြန်ထားတဲ့ကျမ်းစာလေးပေါ့နော်ကျွန်တော်အဲ့ဒီထဲဟာလေးပေါ့Second Timothy Second Timothy ဩဝါဒစာခန်းကြီးဒေသအခန်းငယ်16ကနေ18လေးကိုမျှဝေချင်ပါတယ်ဆိုတော့အဲ့ဒါလေးကကျွန်တော်တို့အားလုံးအတွက်စိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်ယူဆတာပေါ့တမိတ်ဆွေတို့လည်းလိုက်ဖတ်တော့ရပါတယ်အဲ့ထဲမှာကျွန်တော်တို့တွေ့တာပါလဲဆိုတော့ဘောလူကကျွန်တော်အားလုံးသိတဲ့အတိုင်း the best evangelist ပေါ့နော်တကယ်ကို Roman Empire တခုလုံးကိုတွားပြီးတော့ဟောပြောတဲ့အချိန်မှာသူ့မှာလည်းတခါတလေသူ့တကယ်ချင်းတွေက sort ဟောတာနဲ့သူအားကိုရတဲ့လူတွေကသူ့ကိုစွန့်ပစ်တာနဲ့လူသားဖြစ်တဲ့အတွက်စိတ်တက်ကြလိုက်စိတ်ပြက်လိုက်ပါညာရှိတဲ့အချိန်မှာသူလုံးဝဘယ်လိုပြောမလဲအာဂျေစုတရားကိုမေ့လို့မရတဲ့ပုဂ္ဂိုလ်တရားရှိပါတယ်သူကတော့ onity ဖို့ပေါ့နော်သူရဲ့တကယ်ချင်းလေးသူရဲ့ family လေးရဲ့သူတို့ရဲ့ချစ်ဆက်ပုံလေးကိုကျွန်တော်အနေငယ်ပြောပြချင်တယ်အဲ့ဒါအရာကကျွန်တော်တို့ခရိယန်တွေအထူးသဖြင့်ကျွန်တော် Roman Catholic ခရိယန်တွေဆေးရုပ်ခရိယန်တွေရဲ့အာအဓိက foundation ဖြစ်လာတာပေါ့နော်ဒါလေးကိုကျွန်တော်အနေငယ်ထပ်ပါမယ်Second Timothy ဩဝါဒစာပေါ့နော်ဒုတိယဆောင်အခန်းကြီး1 sorry အခန်းကြီး1အခန်းငယ်16ကနေ18ထာဝရဘုရား၏ကရုဏာတော်သည်အိုနေတိဖို့၏အိမ်၌တက်ရောက်ပါစေသူသည်ငါ့ကိုအဖန်ဖန်တက်တာစေပြီငါ၌တန်ကြိုးချီနှောင်လည်းရှိတော်လဲသူသည်ဆက်ကြောက်ခြင်းမရှိပဲရိုမာမြို့သို့ရောက်သောအခါတာ၍ကြိုးစားလဲငါ့ကိုရှာတွေ့၏နော်အဲ့ဒီတပိုက်အဲ့ဒီနဲ့မှာဒီဘိုးလူကနေပြီးတော့ only for ရမိသားစုလေးကိုနော် into inter တွေပေါ့လေအဲ့ဒီပုံမှာဒီတောင်းလျှောက်ပေးတဲ့ဟာလေးကျွန်တော်တို့တွေ့ရတယ်ဒါတလိုင်းစိတ်ဝင်စားစရာတော်တော်ကောင်းတဲ့အရာဖြစ်တယ်ဒါတော့ရိုမာမြို့မှာဖြစ်အပျက်ကိုသူကပြန်ပြောတာဖြစ်တယ်ရိုမာမြို့မှာထောင်ချတဲ့အချိန်မှာonly for ကနေပြီးတော့သူ့ကိုတွားသွေးပြီးတော့ကူညီရိုင်းပင်းခဲ့တဲ့အရာလေးကိုပြောပြတာဖြစ်တယ်ဘယ်တော့ဆက်ဖတ်ရင်သူဒီထိုနေရ၌ဆိုတာနော်ထိုနေရ၌ဆိုတဲ့စကားလုံးလေးအင်မတန်မှအရေးကြီးတယ်ထိုနေရ၌သခင်ဖျားလက်တော်မှာကရုဏာတော်ကိုခံရမည်အကြောင်းထာဝရဘုရားသည်ပေးသနာတော်မူပါစေတော့အဲ့ဒီဟာလေးကစိတ်ဝင်စားဖွယ်ကောင်းတယ်ပထမမှာမိသားစုလေးရဲ့ပေါ်ရဲ့ general အဖြစ်ဒုတိယမှာခုနပြောတယ်ထိုနေရ၌သူဒီထိုနေရ၌ဘုရားသခင်ဤလက်တော်မှာကရုဏာတော်ကိုခံရမည်အကြောင်းထာဝရဘုရားဒီပေးသနာတော်ပါစေဒီမှာတော့ Lord ကိုထက်ခါတုံးထားတာပေါ့အင်္ဂလိပ်မှာတော့ဒီမှာတော့မြန်မာလိုမှာတော့တခုကတော့သခင်ဘုရားနဲ့ဘုရားသခင် yes ဒါသခင်ဘုရားဆိုတဲ့ဟာတော့ခရစ်တော်ပေါ့ဒီနေရာမှာဘုရားသခင်ဆိုတဲ့ဟာတော့ခမည်းတော်ပေါ့လေဘယ်လိုပြောအဲ့ဒီမှာနော်စက်တင်ဘာဖိုင်သူဒီအေဖက်မျိုး၌လဲငါ့ကိုအပယ်များလောက်ပြုစုတီကိုတင်တော့အမှန်တီတင်ဒီအမှန်တီဒီစာAD 60ဝန်ကျင်61 62ဖြစ်မှာဘိုးလိုအတမခံခေမှာဖြစ်ပြတဲ့စာလေးသူရဲ့တပည့်တပန်းဖြစ်တဲ့တိမိုသေလေးကိုရေးတဲ့စာထဲမှာဘိုးလိုအနေထည့်တာဖြစ်တယ်ဆိုတော့ဒီဟာကကျွန်တော်တို့အတွက်စိတ်ဝင်စားဖို့ကောင်းတာထိုနေရန်ဟိုင်ဆိုတဲ့အရာကိုကြည့်ချင်အဖြစ်ကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလဲတကယ်သူ့ရဲ့ကိုယ်လွန်တော်ပြီးရင်ကြုံတွေ့ရမယ့်အရာတရားစီရင်ခြင်းပေါ့နော်တရားစီရင်ခြင်းဆိုတာခရစ်တော်နဲ့တွေ့ဆုံတဲ့အရာဖြစ်ဘယ်အချိန်မှဖြစ်ကျွန်တော်တို့အဲ့ဒီနေ့မှာဘုရားသခင်ကနေပြီးတော့
ဌာနကရုဏာပြရတဲ့အတွက်ဘယ်သူရဲ့လက်ထက်အနေလဲဆိုတော့သခင်ဖခင်ရဲ့လက်တော်မှာကရုဏာတော်ဆိုတာ mercy အခုနကျွန်တော်ပြောတယ်အတနာခံခြင်း mercy တနာခြင်းကိုတောင်းလျှောက်ပေးတယ်ဆိုတဲ့ဟာလေးကကျွန်တော်တို့ Catholic ခရစ်ယာန်တွေကတော့အိမ်မတမအရေးကြီးတာလေ contact တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာပညာရှင်တွေကတော့တော်တော်များများတော့ပြောတယ်ပေါ့နော် onity ဖို့ကဒီမှာဒီ DB ပေါ့နော်သူတကယ်တည်း DB ဆိုရင်တော့ဒါကတော့အိမ်မတမစစ်ဝန်စားဆက်ကောင်းတချို့ကတော့မတည်သေးပါဘူးစတာဖြစ်တယ်ပြောကြတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုနည်းနဲ့ဖြစ်လူတယောက်ရဲ့ထိုနေမှာထိုနေ့ရက်မှာဆိုပဲတောင်းခံပေးခြင်းအရာတော့သူတို့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီ onity ဖို့ကိုဒီမတေအခန်းကြီးအခုနဒီဂျမ်ပိုက်ဒုတိယဆောင်အခန်းကြီးလေးအခန်းငယ်ဆက်ကိုမှကျွန်တော်တစ်ချက်ပြန်တွေ့ရပါဘောเนาะသူကဘာပြောလဲပြစ်ကလာနဲ့အာကူလာမဆာရဲ့ onity ဖို့အင်တူအင်သားများကိုနှုတ်ဆက်လို့ဒီမှာဘယ်လိုပြောမလဲonity ဖို့ရဲ့ into inter တွေကိုပြန်ပြီးမှနှုတ်ဆက်ခိုင်းတယ်ပေါ့နော်ဒီမှာတော့ onity ဖို့ကတော့မပါတော့ဘူးပေါ့နော်ကြည့်ရတာတော့ဂျန်ရစ်2မီတာစုကိုနှုတ်ဆက်ခိုင်းတဲ့အနေအထားမှာရှိတယ်ပေါ့ဆိုဒါလေးကိုအဓိကဆွေးနွေးရမယ်ဒီဒါလေးဘယ်လိုကြောက်ဆိုတဲ့ဟာလေးဒီနားလေးတစ်ခုလေးကိုအဲ့ဒီမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲအရေးပါတဲ့အရာပေါ့အဲဆိုတော့ပြောချင်တာဘိုးလိုကနေပြီးတော့သူ့ရဲ့တငယ်ချင်းအတွက်ထိုနေ့ရဲ့အဲ့ဒီနောင်လာမဲ့ after life ဆိုတာဒီလောကမှာပြီးဆုံးသွားတဲ့အသက်ပြီးဆုံးသွားရင်ကြုံတွေ့ရမယ့်အရာကိုကျွန်တော်တို့အဲ့ဒီတော့ तू အတနာခံပေးရဆိုတဲ့ဟာတွေကဘာကြောင့်လဲဆိုတဲ့ဟာပေါ့နော်ဒါထူးခြားခိုင်းတယ်အဲ့တော့ကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် second Corinthian เนาะတင်တယ် second Corinthian အခန်းကြီး5เนาะအခန်းငယ်30မှာကျွန်တော်တို့တွေ့ရတာလေးတစ်ခုပေါ့နော်အာအကြောင်းမူကားငါတို့ရှိသမျှဒီကိုခန္ဓာ၌ကျင့်တို့အကျင့်ကောင်းမကောင်းရှိသည့်အတိုင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုတည်တည်ခံခြင်းကခရစ်တော်၏တရားပလင်ရှိနေပေါ်လာကြမည်ဒါတော့ကျွန်တော်တို့ after life ဒီလောကအသက်တာပြီးရင်လူတိုင်းမနေ့ကဒီဆရာမောဆက်စ်ရဲ့ interpretation ကိုတခုမှတော့ကြည့်တယ်အာဆရာမောဆက်စ် interpretation ကိုလည်းဒီဟာနဲ့ပတ်သက်ပြီးတော့တွားတွေ့တာပေါ့နော်ကောင်းတယ်ဘဟုတုတအနေနဲ့သူကတော့ဒီဟာဘယ်လိုပြောမလဲဒီတာမှာအဖြစ် general လူမျိုးတစ်ခုလုံးအတွက်စားတဲ့ဖြစ်သူကတော့ဒါဆရာကတော့တုံ့တက်ထားတယ်ဒါလည်းခဏနေကြဆက်ပြမှာလေလိုကြဆွေးနွေးကြမယ်ရပေါ့အမြင်ဖလှယ်ကြမှာပေါ့ဆိုတော့ဘယ်လိုပြောကျွန်တော်တို့အနေနဲ့ဆိုရင်ငါတို့ဒီ talk shop ကိုအဲ့ဒီမှာဒီဟာမှာဖိုင်ငါတို့ပေါ့နော်ဆိုတဲ့ဟာတကယ်ဘောလုံးကနေပြီးတော့သူငါတို့ဒီတင်တို့ဒီငါတို့ဒီဘယ်လိုပြောမလဲဒီစိတ်ဝင်စားဖွယ်ကောင်းတယ်ဆိုတော့အဲ့ဒီမှာအခန်းငယ်7မှာတိုးဖြစ်၍တခင်ဖျားနဲ့ဆိုင်တော်အကြောင်းမဲ့ဖွယ်တော်အကြောင်းအရာတို့ကငါဒီခင်သူများကိုလူများကိုနှိုးဆိုတွေ့ဆောင်ရမည်ဖြစ်ရဲ့ဖျားတခင်နဲ့စိတ်တော်၌ထင်ရှားကြ၏တင်တို့ရဲ့စိတ်၌လည်းထင်ရှား၏ဆိုတော့အဲ့ဒီမှာလည်းငါတို့ဒီတင်တို့ဒီဆိုတော့ခရိယန်သူရဲ့ယုံကြည်သူတွေရဲ့ပေါ့နော်ဟုတ်တဲ့တရားတစ်ဖက်မှာဟောကြားဖို့လည်းတာဝန်ရှိတယ်ဒါပေမဲ့ခရိယန်အချင်းချင်းကိုလည်းဒီတတိပေးတာလေးတွေရှိနေတယ်ဆိုတဲ့အရာဆိုတော့ကျွန်တော်ကတော့အဲလူတိုင်းကသခင်ဖခင်ရဲ့တရားပလင်မှာပေါ်လာပြီးမှရင်ဆိုင်ကြရမှာပေါ့နော်ဆိုတော့အဲ့ဒီအရာတစ်ခုရဲ့အာဒါလေးအားလုံးကိုကျွန်တော်ချိန်ကြည့်ရတာပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ခရိယန်တွေကတော့ဖခင်တခင်ဖခင်ကိုယုံကြည်တဲ့လူတွေဆိုတော့ကျွန်တော်တို့မှာကယ်တင်ခြင်းကိုရကြတယ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့လောကမှာဒီလိုလေမဟာယုန်နဲ့ကိုယ့်ရဲ့အနာစာလေးတွေရှိတဲ့အရာတော့ပေါ့နော်ကျွန်တော်ဖခင်တခင်ကတန်းစင်ပေးတယ်ဒါလည်းကျွန်တော်တို့ကိုချစ်တော့ပဲဖခင်တခင်ကပဲမှာသူကကျွန်တော်တို့အဲ့ဒါပထမကိုရင်တို့ဒါအခန်းကြီး3အခန်းငယ်7ကနေ15ခန်းအနေကျရင်ကျွန်တော်လည်းဆက်ပြီးမှပြောပြမယ်အရာပေါ့အဲ့ဒါမှကျွန်တော်တို့fire ကျွန်တော်တို့ရဲ့အလုတ်ခိုတများကိုမီးနဲ့တန်းစင်ပြီးတော့အဲ့ဒီမီးနဲ့တန်းစင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကမီးနဲ့ပြတ်တန်းစင်တဲ့ဒါပေမဲ့အဆုံးမှာတော့ကယ်တင်ခြင်းရတယ်ဆိုတဲ့ဟာလေးကကျွန်တော်တို့ကတော့ဒါဓမ္မကျမ်းစာအခြေခံဖြစ်တယ်ဆိုတော့အဲကြောင့်ကျွန်တော်တို့ကနောက်ဆုံးဒီမှာအဆုံးမတတ်ခင်မှာ misconception တခုမှာကျွန်တော်တို့ကညီအကိုခရိယန်တွေကနားလဲလေငရဲဆိုတဲ့နေရာမှာရောက်တဲ့လူတွေကတော့ဘယ်တော့မှဆုမတောင်းဘူးကြာသူတို့ကတော့ဒါ eternal damnation လို့ခေါ်တယ်လုံးဝခါရဘယ်လိုသူတို့တွေကလုံးဝဖရားရဲ့နဲ့ဝိကွာတော့ပြီလေအဲဆို hell eternal hell ကိုကျွန်တော်ဘယ်လိုအနက်တစ်ပဲတန်းတဲ့ပုံမှာမူတည်တာပေါ့သူတို့တွေကဒီနေရာမှာရောက်ပြီးမှတော့
ဟုတ်ပါဆရာလည်းခဏနေပြောမယ်ဆိုတော့အာဗြဟံနဲ့လာဇရုကိစ္စတော့မှာဟဲကိုရောက်ပြီးသားဆိုတော့ကျွန်တော်တို့ဘလုံးမှာကဲတော့မရဘူးဘာမှမလုပ်ပေးဘူးအဲဒါကျွန်တော်တို့မလုပ်ပေးဘူးစုလည်းမတောင်းပေးဘူးကျွန်တော်တို့တောင်းပေးတာခရိယန်တွေပါပဲကဲတင်ချင်းရတဲ့ခရိယန်တွေကောင်းကင်တက်မဲ့ခရိယန်တွေတိုးတုံညာလည်းပဲသူတို့ရဲ့အဖြစ်အနာစာတော့တခင်ယေရှုရဲ့သူတို့လုပ်တဲ့အတိုင်းတရားစီရင်ခြင်းခံရတဲ့အခွင့်အခါလေးမှာဘုရားသခင်က mercy တနာခြင်းပြဖို့ဘိုးလိုကလည်းသူ့တငယ်ချင်းကိုပေါ့နော်mercy ပြပါစေဆိုတဲ့တောင်းဆက်ပေးကိုမျှော်လင့်ပြီးတော့ကျွန်တော်တို့လုပ်ပေးတာဖြစ်တဲ့အကြောင်းလေးဒါပါပဲအခြေခံလေးရဖြစ်တော့နောက်မှာလိုအပ်တာလေးဆက်ဖြည့်ဆော့ပါမယ်ကျေးဇူးတင်ပါတယ် God bless you ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာကတော့တည်လွန်ပြီးသောခရိယန်များ၏ဝိညာဉ်များအတွက်ဆုတောင်းပေးခြင်းဟာတမန်ကျမ်းစာရဲ့တုံသင်ချက်ဟုတ်ပါသလားတမန်ကျမ်းစာရဲ့ဆိုလိုရင်းနဲ့ကိုက်ညီပါသလားဆိုတော့တမန်တရားကိုကျွန်တော်ချင်းကပ်တာဖြစ်တဲ့အတွက်ကြောင့်ရောက်ချင်းစီကိုဖျားရှင်ကိုယ်တိုင်တမန်တရားအပြင်ရှင်းလင်းနိုင်ဖို့ရန်အတွက်ရောက်တိုင်းတိဆောက်ဆရာဖြစ်ဖို့ရန်အတွက်ဖျားရှင်ကောင်းချီးပေးပါစေအဲ့တော့ကျွန်တော်ဒီမှာနည်းနည်းလေးပေါ့နော်ကျွန်တော်တို့ဒီကက်သလစ်အသင်းတော်များရှုထောင့်နဲ့ကျွန်တော်ဣဝံဂေလိအသင်းတော်များရှုထောင့်လေးကိုနည်းနည်းလေးပြပေးခြင်းနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တည်လွန်ပြီးတဲ့နောက်ပိုင်းမှာကက်သလစ်တွေရဲ့ရှုထောင့်ကပါလဲဆိုတော့စင်ကြယ်တန်ရှင်းစေဖို့သူတို့ရဲ့ဝိညာဉ်ဟာတန်ရှင်းဖို့ဆက်ပြီးရှုထောင့်ပေးဖို့လိုအပ်တယ်ဆိုတဲ့အရာဘာကြောင့်လဲဆိုတော့အဲ့ဒီဝိညာဉ်တွေမတန်ရှင်းတဲ့ဝိညာဉ်တွေက pocketry လို့ခေါ်တဲ့ကျွန်တော်တို့အလွယ်ငရဲငယ်လို့ပဲဘာသာပြန်လိုက်တယ်ဟုတ်လားတော့မသိဘူးပေါ့နော်အဲ့တော့မှသူတို့ရှိနေတဲ့အတွက်ကြောင့်ဆူတောင်းပေးဖို့လိုအပ်တယ်လို့သူတို့ကကက်သလစ်တွေကခံယူတယ်ကျွန်တော်တို့ဣဝံဂေလိအသင်းတော်များရဲ့တည်ပြီးတဲ့နောက်မှာကျွန်တော်ဘယ်လိုရှုမြင်တယ်လဲဆိုတော့လူသည်တည်ပြီးတဲ့အခါမှာသခင်ခရစ်တော်ကိုအမှန်တကယ်ယုံကြည်တော်သူဆိုရင်ချက်ချင်းစက္ကန့်မိနစ်တောင်မခြားဘဲနဲ့ချက်ချင်းကောင်းကင်နိုင်ငံကိုရောက်တယ်။ဘာကြောင့်လဲဆိုတော့သူ့ကိုကောင်းကင်နိုင်ငံရောက်စေဖို့ရန်အတွက်အာမခံလုံလောက်သောအရာသည်သခင်ခရစ်တော်သွန်လောင်းပေးတဲ့အသွေးတော်ဖြစ်တယ်။ဒါကြောင့်ဘာမှထပ်ကိုစရာမလိုဘူး။မယုံကြည်သူဖြစ်ရင်တော့ငရဲကိုသွားရမှာဖြစ်တယ်။ဆိုတော့ကိုကျွန်တော်တမန်တရားအဖြစ်ကျွန်တော်ခံယူတာဖြစ်တယ်။ပြီးတဲ့အခါမှာဒီဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်ပေါ့။ကက်သလစ်အသင်းတော်များအနေနဲ့ကတော့မရဏနိုင်ငံမှာရှိတဲ့ pocketry မှာရှိတဲ့ဝိညာဉ်တွေကတန်ရှင်းဖို့လိုအပ်တဲ့အတွက်ကြောင့်ဆူတောင်းပေးရမယ်ဆိုတော့သူတို့ခံယူချက်ရှိတယ်ကျွန်တော်တို့ယုံကြည်သူကျွန်တော်တို့ဒီဣဝံဂေလိအသင်းတော်ရဲ့ယုံကြည်ချက်ကတော့ဆူတောင်းခြင်းဆိုတာအသက်ရှင်တဲ့အချိန်မှာဖယားသခင်ထံကနေတက်တာမှုရဖို့ရန်အတွက်ကျွန်တော်ဆူတောင်းဖို့လိုအပ်တာဖြစ်တယ်ဖယားရဲ့ကူမခြင်းရရှိဖို့ရန်အတွက်အသက်ရှင်တဲ့အချိန်မှာပဲလိုအပ်တယ်လို့ကျွန်တော်တို့ခံယူတာဖြစ်တယ်ပြီးတဲ့အခါမှာကယ်တင်ခြင်းနဲ့ပတ်သက်ပြီးမှကက်သလစ်အသင်းတော်တွေကဂျေဇုတော်ကိုလုံးဝမငင်းပယ်ပါဘူးသူတို့လည်းဒါပေမဲ့ဒီဓမ္မအဝိနည်းတွေလာဟာလည်းပဲကယ်တင်ခြင်းအတွက်အကျိုးပြုတယ်ကယ်တင်ခြင်းအတွက်အထောက်အကူဖြစ်တယ်လို့သူတို့ခံယူတယ်ကျွန်တော်ဣဝံဂေလိအသင်းတော်တွေမဟုတ်ဘူးကယ်တင်ခြင်းအတွက်ဖယားသခင်စီရောက်ဖို့ရန်အတွက်တခုတည်းသောပြည့်စုံတဲ့အရာကတော့ယုံကြည်သောအားဖြင့်ဂျေဇုတော်ကြောင့်သာရောက်နိုင်တယ်ဆိုတော့ကိုကျွန်တော်ယုံကြည်ခံယူတာဖြစ်တယ်ပြီးတဲ့အခါမှာမေကာဘေဦးကျမ်းစာလို့ခေါ်တယ်မေကာဘစ်ပေါ့နော်အဲ့ဒီမေကာဘေဦးကျမ်းစာခုနကတော့ဖာသာလည်းပြောသွားပါတယ်ကက်သလစ်တွေကကျမ်းဆောင်83ဆောင်ရှိတယ်ကျွန်တော်တွေက66ဆောင်ဘာဖြစ်လို့ကျမ်းစာပယ်ရလာလဲလို့တချို့တွေကမေးတတ်ပါတယ်အဲ့ဒီကျမ်းဆောင်အဲ့ဒီကျွန်တော်က apocrypha လို့ခေါ်တာပေါ့ကျမ်းပယ်တွေပေါ့အဲ့ဒါတွေဘာလို့ပယ်လာလဲဆိုတော့အဲ့ဒါတွေကနော် BC 200နဲ့နောက်ပိုင်းလောက်မှာရေးသားထားတဲ့အားတွေပုံများပြီးမှရေးသားတဲ့သူတွေက prophet တွေဖြစ်ပါတယ်ဆိုတဲ့သက်သေအာမခံတယ်မရှိဘူးသခင်ခရစ်တော်ကအဲ့ဒီ apocryphal တွေကိုကိုးကားပြီးတရားမဟောဘူးတမန်တော်တွေကလည်း apocryphal တွေကိုကိုးကားပြီးတရားမဟောဘူးအဲ့ဒီသက်သေတွေကြောင့်အဲ့ဒီကျမ်းဆောင်9ဆောင်ကိုကျွန်တော်တို့အသုံးမပြုကြတာဖြစ်တယ်ဒါပေမဲ့ကက်သလစ်တွေကတော့အဲ့ဒီမီကာဘေး1နှစ်ကိုမှုတ်သွင်းဝင်တမန်ကျမ်းစာဖြစ်သူတို့အသုံးပြုတယ်အဲ့ဒီမီကာဘေးမှာလောင်မှ3ခုရှိပါတယ် Orthodox တွေကမီကာဘေး3ခုရှိတယ်1 2 3တောင်ရှိတယ်အဲ့တော့ Catholic တွေကမီကာဘေး1မီကာဘေး2ကို canonical scripture ဖြစ်သူတို့ကသတ်မှတ်တယ်ကျွန်တော်တို့ကတော့အဲ့ဒီအရာကိုမှုတ်သွင်းဝင်တဲ့ကျမ်းစာအဖြစ်ကျွန်တော်မထည့်သွင်းဘူးအဲ့ဒါကကျွန်တော်တို့ရဲ့ဒါမတူညီကွဲပြားတဲ့အရာဖြစ်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးမှဒါငင်းခုန်ရံဖြစ်เสียအကြောင်းလည်းမရှိပါဘူးသူတို့ရဲ့ရှူတောင်းဖြစ်တယ်ကျွန်တော်ရဲ့ရှူတောင်းအဲ့ဒီအရာပေါ်မှာဖခင်သခင်ရဲ့ပေးတဲ့ဉာဏ်ပညာဘုရားသခင်ဖွင့်ပြခြင်းအဖြစ်ကျွန်တော်အရောက်ချင်းစေခုချိန်မှာဆိုတမန်ကျမ်းစာအများကြီးရှိပါတယ်เนาะကိုယ်တိုင်ဖတ်ရှုပြီးတော့မှလေ့လာသုံးသပ်လို့ရတယ်မဝယ်နိုင်ဘူးဆိုရင်လည်းကျွန်တော်စီမှာအခမဲ့ယူလို့လည်းရပါတယ်လို့เนาะကဲဟုတ်ပြီကျွန်တော်
တေလွန်ပြီးတော့တန်ရှင်းသူယုံကြည်သူရဲ့ဝိညာဉ်အတွက်ဆူတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှသူတို့ကိုးကားတဲ့အရာတွေကက်သလစ်တွေကမေဂါဘီဦးဒုတိယဆောင်ခိုင်းစနစ်အပိုင်ငယ်45 46ကိုသူတို့ကအဓိကအခြေခံပြီးတော့မှသူတို့ရဲ့အဓိကsource ကအဲ့ဒါပေါ့နော်အဲ့တော့ဒီမှာဘယ်လိုဖော်ပြထားလဲဆိုတော့သို့တော်ဖျားတရားကြည်ညိုတည်ဆုံးသွားသူများအတွက်ဘုံကုံရှိသောဆုလတ်တော်ကိုထားရှိမည်ဟုသူမျှော်လင့်သောကြောင့်သူဆိုတာကအဲ့ဒီယူဒမီကာဘီဦးပြောတာဖြစ်တယ်သူမျှော်လင့်သောကြောင့်ဤသူပြုခြင်းတည်တန်ရှင်းယူတည်ကိုင်းဆိုင်သောလူရဖြစ်ပေထို့ကြောင့်သူသည်တည်လွန်သောသူတို့အတွက်အပြစ်ဒဏ်ဆပ်ဖြေရာရစ်ကိုပူဇော်ခြင်းနှင့်ထိုသူတို့သည်အပြစ်မကောင်းမှုမှလူငိမ့်နိုင်ကြမည်ဖြစ်တယ်ဆိုတော့မှဒီမှာဖော်ပြထားတယ်အဲ့တော့အဲ့ဒီဟာကိုဒီဟာကိုသူတို့ကကက်သလစ်တွေအဓိကအခြေခံတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ယူရမီကဘေးအကြောင်းနဲ့ပတ်သက်ပြီးမှတော့ကိုယ့်အလုပ်ကိုအင်တာနက်တွေမှာလည်းလေ့လာလို့ရတယ်အဲ့တော့သူကဒါဒေါ်လိုင်းခေါင်းဆောင်ဖြစ်တယ်ယူပရိုဟိတ်တူရတာဖြစ်တယ်ဒါမဲ့ဒီနိုင်ငံရေးအတွက်ဒေါ်လိုင်းခေါင်းဆောင်နေမှာပါဝင်ပြီးမှယူရလူမျိုးတွေလွတ်မြောက်ဖို့ရန်အတွက်နော်ဥဆောင်တဲ့သူဖြစ်တယ်အဲ့ဒီမှာမှဒါသူ့ရဲ့စစ်သားတွေမြောက်များစွာကတေကြတယ်အဲ့ဒီစစ်သားတွေထဲမှာတည်တဲ့သူတွေထဲမှာအချို့ကဥပုံနေချိုးဖောက်ပြီးတည်တဲ့သူတွေလည်းရှိတယ်အချို့ကအဲ့ဒီအလောင်းတွေကိုသူကသွားကြည့်တဲ့အခါမှာအလောင်းတွေအထဲမှာတခြားဖျားတဲ့ရုပ်တုတွေကိုသူတို့ထည့်ထားတယ်သူတို့ဆောင်ထားတယ်အဲ့ဒါတွေကိုတွေးတဲ့အတွက်ကြောင့်ဒီလူတွေဟာဒီယူဒလူမျိုးတွေအတွက်ဖျားသခင်အတွက်တိုက်ပွဲဝင်ပေမဲ့သူတို့ဒီလိုမျိုးအမားလေးတွေလုပ်တယ်ဗောအဲ့အတွက်သူကဆူတောင်းပေးတဲ့အရာဖြစ်ပါတယ်အဲ့တော့ဒါယူဒမေကာဘီကဆူတောင်းတဲ့အတွက်ကြောင့်ဒါဒီအဲ့ဒါမှန်တယ်လို့ကျွန်တော်ကယူဆလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဓမ္မဟောင်းမှာတောက်လျှောက်ဘယ်သူကမှတည်ပြီးသောသူတွေအတွက်ဆူတောင်းတယ်ဆိုတော့ကျွန်တော်ဓမ္မဟောင်းကျမ်းတစ်ခုလုံးမှာနော်အဲ့ဒီဟာနဲ့အလားတန်တူတဲ့အဲ့ဒီ concept ကိုမတွေ့ရဘူးဥမာဒါဝိဒ်သူ့သားငယ်လေးဖျားနေတဲ့အချိန်မှာအကြီးကျယ်ဆူတောင်းတယ်ထမင်းမစားနိုင်တော့ဒါပေမဲ့ तू တည်တဲ့အခါမှာလုံးဝအစားအစာရှင်လန်းစွာလုပ်ပြီးမှဆူမတောင်းတော့ဒါလေးတွေအစပေါ့နော်အဲ့တော့ဒါကတော့ယူရဘေကာဘေကိုသူတို့အခြေခံတယ်နံပါတ်2ကတော့ကောရိန္သုဩရာစာပထမဆောင်ခိုင်း3အပိုင်ငယ်15ဒီရှင်ပေါလုကပြောတဲ့အရာလေးပေါ့နော်အဲ့ဒါခုနဖာသာလည်းပြောတယ်ထင်ပါတယ်ဒါလေးတစ်ချက်လောက်ကျွန်တော်ဖတ်ပေးခြင်းနဲ့အကျဉ်သူ၏အလုတ်တီကျွန်းလောင်ဤထိုသူသည်အရှုံးခံရင်လေသူ့တော်လဲမင်းနှစ်လွတ်တကယ်သူတီကယ်ရင်ချင်းတို့ရောက်လိမ့်မည်ဆိုတော့မှဒီမှာဖော်ပြတဲ့ຢာကိုဖာသာကတော့ခရိယန်တယောက်တည်တဲ့အခါမှာနော်သူ့ရဲ့အလုတ်ကိုစစ်ဆေးဖို့ရန်ပိုကက်ထရီမှာရှိနေတယ်အဲ့တော့နောက်ကနေဆူတောင်းပေးမှပဲမီးနဲ့လွတ်ပြမကယ်ရင်ချင်းရောက်မယ်ဆိုတော့မှသူကသူတို့အနေဖွင့်တယ်ပေါ့နော်သူတယောက်ပဲမဟုတ်ပါဘူးဒါကက်သလစ်အားလုံးကအဲ့လိုဒီမြင်တာဖြစ်တယ်အဲ့ဒါကိုအသုံးပြုတာပေါ့အဲ့တော့ဒီဟာကိုကျွန်တော်ကြည့်တဲ့အခါမှာနောက်မှာထပ်ပြမဖော်ပြထားတဲ့ဒီအကြောင်းအရာဘာကြောင့်ရေးတာလဲဆိုတဲ့အရာကိုအပေါ်မှာရေးထားတယ်နော်ဒီအပိုင်ငယ်15ရက်ဖြစ်ပေါ်လာရတဲ့အခြေခံကအပေါ်မှာဖြစ်တယ်အတီးတီးလို့တော့အလုပ်တွေထင်ရှားလိမ့်မည်လို့ပြောတယ်အဘယ်သူနည်းမှုကဖော်ပြခြင်းနည်းရဲ့ဒီမိယာဖြစ်ထင်ရှားလိမ့်မည်လူတိုင်းလို့တော့အလုပ်တွေအဘယ်သူတော့အလုပ်ဖြစ်တယ်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတိုက်မြစ်အပေါ်၌ထပ်ဆင့်၍တီဆောက်သောအကျဉ်သူဤအလုတ်သည်မြဲဤထိုသူသည်အကျိုးကိုခံရလိမ့်မည်လို့ပြောတယ်ပြီးတော့မှဒီမှာခုနကျွန်တော်ဖတ်တဲ့ပိုက်ငယ်15အကျဉ်သူဤအလုတ်သည်ကျွမ်းလောင်ဤထိုသူသည်အရှုံးခံရလိမ့်မယ်အဲ့တော့ဒီမှာကခရိယန်နေရဝိညာဉ်ကိုပြောတာမဟုတ်ဘဲနဲ့ရှင်ပေါလုကသူဟာခရစ်တော်ဤအသင်းတော်ကိုနော်ခရစ်တော်ရဲ့ခန္ဓာကိုယ်ကိုလိမ္မာသောဘိတုကတယောက်လို့သူကအုံမြစ်ချတယ်အဲ့ဒီပေါ်မှာပေါလုနောက်ကနေထပ်ပြီးတိဆောက်တဲ့ဆရာတွေနော်အဲ့ဒီဆရာတွေအလုတ်နဲ့ပတ်သက်ပြီးတော့မှပြောတာဖြစ်တယ်ယုံကြည်သူတွေအားလုံးကိုဆိုလိုတာမဟုတ်ဘူးဆိုတာကအပေါ်ပိုင်းကိုတေးသေးချာချာဖတ်ရင်နားလည်မှာဖြစ်ပါတယ်နံပါတ်3ခုနဖာသာလည်း3ပါတယ်နှစ်တိအခန်း1အပိုင်ငယ်18အော်နိတိဖို့အတွက်ရှင်ပေါလုရဲ့ဆူတောင်းချက်ပေါ့နော်အဲ့ဒါမှကျွန်တော်ကြည့်တဲ့အခါမှာအော်နိတိဖို့အဲ့ဒီနေ့ရက်မှာသခင်ဖျားလက်မှဂယုနာတော်ကိုခံရမည်အကြောင်းအဲ့ဒီမှာထူနေ့ရက်ဆိုတာကိုအဓိကနော်ထူနေ့ရက်ဆိုသူသေပြီးတော့မှသူ့ရဲ့ဝိညာဉ်လို့ပြောနေတာဖြစ်တယ်အဲ့တော့တကယ်တော့ဝိညာဉ်တွေအတွက်ကနေ့ရက်မရှိတော့နော်ဝိညာဉ်တွေအတွက်ဘယ်နေ့ရက်ဆိုတာမရှိဘူးထူနေ့ရက်လို့ပြောတဲ့အတွက်ကြောင့်ညီကြီးအပေါ်မှာအော်နတိဖို့တခုခုကြုံရမယ့်နေ့ရက်မှာသခင်ဖျားရဲ့ဂယုနာတော်အားဖြင့်သူ့ကိုထောင်မဖို့ရန်အတွက်ဆုတောင်းပေးတာဖြစ်တယ်ဘာကြောင့်လဲဆိုသခင်ဖျားရဲ့ဂယုနာအထူးသဖြင့်အဲ့ဒီအသင်းတော်ကနဦးအသင်းတော်တွေမှာယုံကြည်သူတွေကကြီးစွာသောညှင်းဆဲခြင်းခံရတဲ့အတွက်ကြောင့်အဲ့ဒီညှင်းဆဲခြင်းနဲ့
အဲ့ဒီကြီးစွာသောဒုက္ခတွေကိုရင်ဆိုင်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကဂရုဏာနဲ့ထောက်မမှုသာလျှင်အဲ့ဒီအရာတွေကိုရင်ဆိုင်နိုင်တဲ့ခွန်အားဖြစ်တာဖြစ်တယ်။ဒါကြောင့်တစ်ပြအခန်းကြီးနဲ့အပိုင်ငယ်30မှာလည်းပဲဘယ်လိုဖော်ပြထားလဲဆိုအထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဘုရားသခင်အပေါင်းအသင်းဖြစ်ကြ၏ဂယုနာဂျေဇုတော်ကိုအထက်ကမခံရတော့လဲယခုတွင်ခံရကြ၏ဆိုတော့ဂယုနာဂျေဇုကိုအခုမင်းတို့ခံရလို့ပြောတဲ့အခါမှာအသက်ရှင်နေတဲ့အချိန်ကိုပြောနေတာဖြစ်တယ်ကျွန်တော်အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်ရင်ဆိုင်ကြုံတွေ့ရမယ်အမှုရာအသီးသီးတွေဖယားတကယ်ဂယုနာနဲ့ကျွန်တော်ကိုထောက်မဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်ဒီအကြောင်းအရာဒီအော်နေတိဖို့တည်တဲ့အတွက်ကြောင့်သူ့ရဲ့ဝိညာဉ်တန်ရှင်းစင်ကြယ်ဖို့ဆုတောင်းတယ်လို့ကျွန်တော်အနေဖွင့်တာဒီတကယ်တမန်ကျမ်းစာရဲ့ဆိုလိုရင်းမဟုတ်ဘူးဆိုတော့ကိုကျွန်တော်နားလေရတယ်ဒီဟိဘဲခန်းကြီးကို29နဲ့နှစ်ကော90ကတော့ကက်သလစ်အသင်းတော်ဖာသာတွေဘယ်သူကမှတော့ဒီဟာကိုpocketry မှာရှိတဲ့ဝိညာဉ်တွေအတွက်ဆူတောင်းပေးခြင်းနဲ့မသုံးကြဘူးကျွန်တော်လေ့လာမိတယ်လို့ပေါ့နော်ဒါပေမဲ့ Father Martin ကတော့သူ့ရဲ့ဗီဒီယိုမှာလည်းသုံးတယ်ခုနကလည်းသူသုံးပြသွားတယ်အဲ့တော့ဒီအရာနဲ့ပတ်သက်ပြီးမှကျွန်တော်အနည်းငယ်ပြောပေးခြင်းနဲ့ဒီမှာဟိဘဲ9:20မှာဆိုရင်လူဒီတခါတည်းတည်၍ထို့နောက်မှတရားစင်ခြင်းကိုခံရတဲ့ကဲ့သို့ဆိုတော့ဒါဥပမာကိုပြောတာဖြစ်တယ်ဥပမာအနေနဲ့ဖော်ပြထားတယ်လူဟာတခါလဲတည်ပြီးတော့မှတရားစင်ခြင်းကိုခံရတယ်လို့ပဲတဲ့အဲ့မှာကျွန်တော်နားလည်ဖို့လိုအပ်တာကနောက်ဒီမှာထပ်ပြမဘယ်လိုထပ်ရှင်းပြတယ်လဲဆိုတော့အင်မတန်မှအရေးကြီးတယ်အဲ့ဒီအတိုင်းပဲထိုနည်းတူခရစ်တော်သည်လူများအပြစ်တို့ကိုခံခြင်းကတခါလဲကိုပူဇော်ပြီးမှနောက်တဖန်ထိုသခင်ကိုမျှော်လင့်လက်နေသောသူတို့ကိုကယ်တင်ခြင်းအလိုငါအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းတော်မူလက်တဒီကျမ်းပိုက်အပေါ်မှာအခန်းကြီးကို20ခုကလူဟာတည်ပြီးတော့မှတရားစင်ခံရမှာဖြစ်သောကြောင့်အဲ့ဒီတရားစင်ခံရမဲ့သူအတွက်ဆုတောင်းပေးရမယ်ဆိုရည်ရွယ်ချက်နဲ့ရေးတာမဟုတ်ဘူးအဲ့တော့ကျမ်းစာကိုကျွန်တော်ယူတဲ့အခါမှာကျွန်တော်တပိုင်းတစားလေးကိုယူလို့မရဘူး context လို့ခေါ်တဲ့သူ့ရဲ့ဆက်စပ်မှုတစ်ခုလုံးဘာကြောင့်ဒီလိုရေးရတယ်ဆိုတော့သူ့ရဲ့ကောက်ချက်ချတဲ့စကားလုံး conclusion term လို့ခေါ်တဲ့ကောက်ချက်ချပေးတဲ့စကားလုံးတွေเนาะအဲ့ဒီချိတ်ဆက်တဲ့ဝေါ်ဟာရတွေကျွန်တော်တို့တေချာကြည့်ဖို့လိုအပ်တယ်ဒီမှာဘာဖော်ပြထားလဲဆိုတော့ထိုနည်းတူခရစ်တော်တွေထိုနည်းတူဆိုတာကလူဟာတခါတည်းတည်တယ်လို့ပဲခရစ်တော်လည်းတခါပဲတည်ခံရတယ်အဲ့ဒါကိုပြောတာခရစ်တော်ကထက်ခါတည်စရာမလိုဘူးခဏခရစ်တော်အသေးခံရွေးနှုတ်ကယ်တင်စရာမလိုသူတခါတည်းအသေးခံခြင်းရွေးနှုတ်ကယ်တင်ခြင်းဒီထာဝရအတွက်လုံလောက်တယ်တခါပဲခရစ်တော်ကအသေးခံဖို့လိုအပ်တယ်ဆိုတော့ပြောတာဖြစ်တယ်အသေးခံတယ်ပြီးမှကြားထဲမှာဘာမှလုပ်စရာမလိုနောက်တဖန်ထိုသခင်ကိုမျှော်လင့်လက်နေသောသူတို့ကိုကယ်တင်ခြင်းကအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းလက်တာထိုသခင်ကိုမျှော်လင့်လက်နေသောသူတို့ဆိုတာကယ်တင်ခြင်းရတဲ့ယုံကြည်သူတို့ပြောတာသူတို့တွေကိုကယ်ဖို့ကိုတော်ကပဲသူကပဲတာဝန်ယူမှာကျွန်တော်ကြားတဲ့နေဆူတောင်းပေးစရာမလိုဘူးသူ့ကိုယုံကြည်ပြီးမျှော်လင့်တဲ့သူတွေကိုသူကယ်ထားတဲ့သူ့ကိုယုံကြည်သောသူတို့ကိုတခါပြန်လာပြီးလာကယ်ဖို့ရန်အတွက်လဲကြားထဲမှာဘာမှကူညီစရာမလိုသူပဲသူကယ်ထားတဲ့သူတွေကိုသူအဆုံးထိတာဝန်ယူမှာဖြစ်တယ်ဒါကြောင့်တခါအသေးခံပြီးတော့မှကယ်တင်ပေးခဲ့ပြီးဖြစ်ပါတယ်နောက်တဖန်ကယ်တင်ဖို့ပြန်ကြွလာမယ်နော်အဲ့တော့အခုလက်ရှိပြစ္ဆုတ်ပံမှာကြတော့ကျွန်တော်တို့ကိုဘာနဲ့တန်ရှင်းစေတာလဲဆိုတော့ယောဟန်7တစ်သက်ခန်းကြီးက23-24မှာဘလို့ဖော်ပြထားလဲဆိုတော့ကိုတော်ဤတမန်တရားအားဖြင့်သူတို့ကိုတန်ရှင်းစေတော်မူပါကိုတော်ဤနှုတ်ကပတ်သည်တမန်တရားဖြစ်ပါ၏ကျွန်တော်တို့တန်ရှင်းဖို့ရန်အတွက်လဲတစုံတယောက်ရဲ့ဆုတောင်းပေးခြင်းအဖြစ်မဟုတ်ပါဘူးဖယားတကယ်နှုတ်ကပတ်တော်အဖြစ်တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ကိုကူမပြီးတော့မှဖယားသခင်နှစ်သက်တဲ့တန်ရှင်းတဲ့အသက်တာနဲ့ဖယားကသူ့ရဲ့နှုတ်ကပတ်တော်နဲ့တန်ရှင်းစေမှာဖြစ်တယ်။ဒါကြောင့်တစ်သက်ခန်းကြီးက23-24မှာငြိမ်သက်ခြင်းအရှင်ဖယားသခင်ကိုတော်တိုင်လဲတင်တို့ကိုအကုန်အစင်တန်ရှင်းစေတော်မူပါစေတော့ငါတို့သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါတင်တို့ဤကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နဲ့ကင်းလွတ်စေခြင်းကစောင့်မတော်မူပါစေတော့ဘယ်သူကစောင့်မမှာလဲဆိုတော့ဖယားသခင်သင်တို့ကိုခေါ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံသည်ဖြစ်၍ထိုသို့ပြုတော်မူလိမ့်မည်ဖယားသခင်ကျွန်တော်ကိုခေါ်ထားတယ်ကျွန်တော်ကိုကယ်ထားတယ်ဒါကြောင့်သူပြန်လာတဲ့အခါမှာလည်းပဲခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးဒီအပြစ်တင်ခွင့်ကင်းလွတ်အခုကလေးအစားဖယားကကျွန်တော်ကိုစောင့်မနေတာဖြစ်တယ်ဂယုဏနဲ့ကျွန်တော်ကိုထူမနေတာဖြစ်တယ်ဂယုဏနဲ့ကျွန်တော်ကိုထောက်မပြမှသူ့ရဲ့နှုတ်ကပတ်တော်အပြင်ကျွန်တော်ကိုပြုပြင်လမ်းပြပြမှနှုတ်ကပတ်တမန်တရားဖြစ်ကျွန်တော်တို့တန်ရှင်းစေတာဖြစ်တယ်ဒါကြောင့်ဒီဟိဘဲကို20ခွန်ဒီ
လူဒီတခါလဲတင်ထုနောက်မှတရားစင်ချင်းခံရတယ်ဆိုတာကကျွန်တော်တို့တရားစင်ချင်းကလွတ်ဖို့ရန်အတွက်ခရစ်တော်တခါလဲပဲအသေးခံရတယ်ခရစ်တော်တခါလဲအသေးခံခြင်းဒီတရားစင်ချင်းဟာလွတ်မြောက်စေတာဖြစ်တယ်ဒါကြောင့်အဲ့လောက်ယုံကြည်တဲ့သူတွေကိုတဖန်ကယ်ဖို့ရန်အတွက်ပြန်ကြွလာမှာဖြစ်တယ်ဆိုတာကိုဒီကျမ်းပိုက်ကပြောပေးတာဖြစ်ပါတယ်ပြီးတော့မှနှစ်ကော9:10ကိုလည်းခုနကနော်ဖာသာလည်းသုံးတယ်အကြောင်းမူကားငါတို့ရှိသမျှဒီခန္ဓာကိုယ်ခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးအပြစ်ကိုအတီးတီးခံခြင်းကခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရကြမယ်ဟုတ်ပြီဒီတပိုက်ပဲယူလို့မရဒီတပိုက်ပဲယူလို့မရစကားဆက်ရှိတယ်အရင်ကြီးကျတို့ဖြစ်၍သခင်ဖျားနဲ့ဆိုင်သောကြောက်မဲ့ပွေသောအကြောင်းအရာတို့ကိုငါတို့ဒီသိလင်တမန်တော်ကသူ့ကိုသူပြောတာငါတို့သိတဲ့အတွက်ကြောင့်တဲ့လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍ဖျားသခင်ရှိတော်၌ထင်ရှားကြ၏သင်တို့၏စိတ်ရှိ၌လည်းထင်ရှားကြလို့ပြောထားတယ်အဲ့တော့လူကဒီခန္ဓာကိုယ်မှာကောင်းမကောင်းကျင့်သမျှအားလုံးလူသားတွေကိုဖျားတနည်းကြံတရားစင်မယ်အဲ့လားဟာတဲ့သခင်ဖျားနဲ့ဆိုင်တဲ့ကြောက်မဲ့ဖွယ်အကြောင်းအရာဖြစ်တယ်အဲ့ဒီအကြောင်းငါတို့ကသိထားတယ်ဖျားကဖွင့်ပြထားတာသိထားတဲ့အတွက်ကြောင့်လူတွေကိုနှိုးဆော်သွေးဆောင်ရတာဖြစ်တယ်တဲ့ဖျားသခင်ဖျားနဲ့ဆိုင်တဲ့ကြောက်မဲ့ဖွယ်ရှိတဲ့အတွက်ကြောင့်အဲ့ဒါနဲ့လွတ်အောင်ငါတို့နောက်ကနေဆူတောင်းပေးရမယ်လို့မပြောဘူးအဲ့လိုကြောက်မဲ့ဖွယ်ရှိတဲ့အတွက်ကြောင့်လူတွေကိုနှိုးဆော်သွေးဆောင်ရတယ်ဟို pocketry မှာရှိတဲ့ဝိညာဉ်တွေဥမာဆိုပါစို့ကျွန်တော်ခံယူကြတယ် pocketry မှာ pocketry ဆိုမရှိဘူးပေါ့ဆိုတော့ရှိတယ်ပဲထားလိုက်ပါတော့အဲ့ဒီ pocketry မှာရှိတဲ့ဝိညာဉ်တွေကိုနှိုးဆော်သွေးဆောင်လို့မှမရတာဒါကြောင့်ရှင်ပေါလုဒီမှာပြောထားတယ်နှစ်ကော9:10မှာကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းဆိုတာကယုံကြည်သူတယောက်သူ့ရဲ့ဝိညာဉ်နော်မတန့်ရှင်းဘုရားသခင်စီမရောက်ဘဲနဲ့နောက်ကနေဆုတောင်းတန့်ရှင်းအောင်ဆုတောင်းပေးဖို့လိုအပ်တယ်လို့ဆိုလိုတာမဟုတ်ဘဲနဲ့သခင်ဘုရားနဲ့ဆိုင်တဲ့ကြောက်မဲ့ဖွယ်လူတိုင်းရဲ့ရှိမှရှိသောကြောင့်အဲ့ဒါကိုသိတဲ့အတွက်ကြောင့်လူတွေကိုနှိုးဆော်သွေးဆောင်ရတယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်အတွက်နောက်ဆုံးအချက်အနေနဲ့တေလုံပေးတဲ့သူတွေကိုဆုတောင်းပေးဖို့ရန်အတွက်သခင်ယေရှုခရစ်တော်နဲ့တမန်တော်များရဲ့ပြည့်ညက်ချက်သွန်သင်ချက်တမန်ကျမ်းစာမှာမရှိအဲ့တော့တမန်ကျမ်းစာမှာတိတိကျကျမရှိရင်ကျွန်တော်တမန်ကျမ်းစာလေ့လာခြင်းကပုံအရာတမန်ကျမ်းစာမှာ definite order definite text မရှိရင်ခံယူချက်အနေနဲ့မခံယူရဘူးเนาะအဲ့ဒါထင်မြင်ချက်အနေလောင်းနေတော့ထင်မြင်လို့ရတယ် philosophy အနေနဲ့တော့တွေးလို့ရတယ်ခံယူချက်အနေနဲ့ကျွန်တော်ယုံကြည်သူခံယူမယ်ဆိုရင်သခင်ယေရှုနှုတ်ထွက်စကားရှိရမယ်တမန်တော်ရဲ့နှုတ်ထွက်စကားရှိရမယ်တမန်ကျမ်းစာမှာရေးသားထားတာရှိရမှာဖြစ်တယ်